ထိုင်းနိုင်ငံချင်းမဲမြို့ရောက်မြန်မာပြည်ပွားဂေါ်ရခါလူငယ်စီယုံကဦးစီးပြီးတော့ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ဆန်မြို့မိဘသင်ပြည်သူတွေကိုတွားရောက်အကူအညီပေးတဲ့တဲ့င်းကိုတော့ခွန်ဘာသာကတင်ဆက်ထားပါတယ်ခင်ဗျာထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားဂေါ်ရခါလူငယ်များအစီအရုံးကနေပြီးရှမ်းပြည်နယ်နမ်ဆန်မြို့မိဘသင်သူတွေကိုပြန်လည်ထူထောင်ရေးအတွက်အရေးပေါ်အထောက်ပံ့ပစ္စည်းတွေကိုဖေဖော်ဝါရီလ18ရက်နေ့ကတွားရောက်တန်းခဲ့တာပါထိုင်းနိုင်ငံရောက်အလုပ်သမားတွေစီကရလာတဲ့အလူတွေအပါအဝင်ဂေါ်ရခါညီအကိုတွေရဲ့လူတန်းငွေနဲ့ပစ္စည်းတွေကိုအသိတာဝန်ခံတွေကကိုယ်တိုင်ကိုယ်ကျတွားရောက်လူတန်းခဲ့တာဖြစ်ပါတယ်နမ်ဆန်မှာလာရောက်ပြီးတော့မိဘတဲ့နဲ့တက္ကရာမများတို့လာရောက်ပြီးတော့ပြန်လဲထူထောင်ရေးတဲ့အတွက်မှာဒီလိုလူတန်းတဲ့အတွက်ကြောင့်အားလုံးပြုလို့ရပါဘုံတော်နဲ့အားဖြင့်ကြီးကြီးလက်တင်ပါတယ်သူတို့အကုန်လုံးစားကြလဲအကုန်လုံးပြေဆုံးပြီးဖုံးချောင်းမှလည်းပြည်တယ်နမ်ဆန်အကုန်လုံးလိုပြည်တယ်သူတို့တက်ကမိပြီးအတွက်ကဝါပဲလူရမှာအိမ်ဆောင်အခုတော့ဟိုပျက်စီးသွားတဲ့အားတွေကိုအကုန်လုံးရှင်းလင်းလုံးနေကြတယ်အဲ့ဒါပျက်စီးသွားတဲ့အားတွေကိုပြန်ပြုပြင်ဖို့အတွက်အိမ်ဆောင်ဖို့အတွက်ဟိုပစ္စည်းတွေလိုအပ်တယ်အိမ်ဆောင်ပစ္စည်းတွေပေါ့တိုးပါတော့ပေါ့တိုးအဆပေါ့ဟိုဝီလက်မြေတို့ပေါ့အဲ့လိုမျိုးလိုအပ်တယ်ဗျာနမ်ဆန်မြို့မှာမိဘတင်တဲ့အိမ်295အိမ်ရှိပြီးသူတို့ရဲ့ပြန်လည်ထူထောင်ရေးမှာလိုအပ်တဲ့အိမ်ဆောက်ပစ္စည်းတွေနဲ့တအိမ်ထောင်ကိုကျပ်သိန်း30လောက်အထောက်ပံ့တွေရမယ်ဆိုရင်တော့ဘန်ဂလိုလိုအင်တလုံးတိဆောက်နိုင်မယ်လို့မျှော်လင့်နေကြပါတယ်။ဒါအပြင်ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားဂေါ်ရခါလူငယ်များအစီအရုံးဟာကြောက်မဲစစ်ဘေးတင်ပြည်သူတွေကိုလည်းလိုအပ်တာတွေကိုတွားရောက်လူတိုင်းခဲ့ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားဂေါ်ရခါလူငယ်များအစီအရုံးအားလုံးကိုကျေးဇူးတင်ပါတယ်။ရွာသားတွေကတော့အိမ်ပြန်နိုင်တဲ့အခါဘုံတန်ကြောင့်ပြည့်စည်သွားတဲ့အိမ်တွေပြန်လည်တိဆောက်ရမှာအထောက်အပံ့တွေလိုအပ်တယ်လို့ရွာသားတွေပြောတဲ့အကြောင်းဂေါ်ရခါလူငယ်များအစီအရုံးဗဟိုတာဝန်ခံကပြောပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာပြည်ပွားဂေါ်ရခါလူငယ်များအစီအရုံးဟာ2014ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေးပညာရေးတဘောဘေးအန္တရာယ်အကူအညီပေးရေးစတဲ့ပရဟိတလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ကျွန်တော်ခွန်ဘာသာပါ